နေမျိုးကနေမိန်နုနေနဲ့အေးဆေးကြော်ဖြတ်ပြီးတော့အာမတ်နဲ့တွေ့ခဲ့တာဖြစ်တယ်ဒီကနေပဲသူကအာမတ်ပေးလို့ရအောင်ထိနေရာယူပေးခဲ့တယ်မာတီနက်ကခွင်ဟာစီကို line breaking ပါကိုရအောင်ပေးသွားခဲ့တာဖြစ်တယ်ဒီကနေတိုက်စစ်မှာရှိနေတဲ့အားလုံးပဲမင်္ဂလာပါ United ဆိုကနေကြိုဆိုပါရစေ။နေ့ညက United ကစပါးကို2-0ဆိုတဲ့ရလဒ်နဲ့နိုင်ရရှိခဲ့တယ်။ဒီနိုင်ပွဲဟာကာရီရဲ့၄ပွဲသက်နိုင်ပွဲဖြစ်ခဲ့တယ်။2020နောက်ပိုင်း United ကစပါးကိုနိုင်မရရှိခဲ့တဲ့အတွက်ဒီနေ့စပါးကိုနိုင်ရလိုက်တာဟာကာရီနဲ့ United အတွက်ချုံမိန်တဲ့နိုင်ပွဲတစ်ခုဖြစ်ခဲ့တယ်။ပွဲမတိုင်ခင်မှာဆိုရင်ဒီပွဲမှာကာရီအနေနဲ့လုံးပြနိုင်မလားနောက်ထပ်မစ်ဘလော့အသင်းတစ်သင်းကိုအနိုင်ခံနိုင်မလားဆိုတဲ့အတွေးကိုသည်ရှိနေကြလိမ့်မယ်။ဒါပေမဲ့ကာရွက်အနေနဲ့တည်ငြိမ်သွားတယ်ပဲအနိုင်ယူခဲ့တာကိုတွေ့ခဲ့ရတယ်။အဲ့တော့ကာရွက်အနေနဲ့ဒီပွဲကိုဘယ်လိုချင်းကပ်ခဲ့တာလဲ။ဘယ်ဟာတွေက United ကိုအနိုင်ရရှိစေခဲ့တာလဲဆိုတာနဲ့ပတ်သက်ပြီးဒီနေ့ဗီဒီယိုမှာ tactical analysis ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီပွဲမှာ United ကအစပိုင်းမိနစ်တွေမှာဘယ်တဲလို့မရခဲ့ဘူးခက်ခဲခဲ့တယ်။စပါးအနေနဲ့ United ဘယ်တဲလို့မရအောင်ဒီပွဲကိုထိန်းချုပ်နိုင်ခဲ့တယ်။ဒီမှာဆိုရင်စပါးကUnited ဘရက်တဲလို့မရအောင် man to man marking ကတ်ထားခဲ့တာကိုတွေ့ခဲ့ရတယ်။ဒါကြောင့် United ကဘရက်တဲလို့မရပဲဘောလုံးပြတ်များနေခဲ့တယ်။ဒါ့အပြင်စပါးက United ရဲ့ကွင်းလယ်မှာခံစင်းနဲ့အဓိကချိတ်ဆက်မှုပြုလုပ်ပေးနေတဲ့ကိုဘီမိန်နူးနဲ့ကက်စမဲရိုကိုအဓိကထားပြီးလူကက်ကစားခဲ့တာကိုတွေ့ခဲ့ရတယ်။ဒီမှာဆိုရင်ဒါကိုမြင်တွေ့ရလိမ့်မယ် United ရဲ့ imposition မှာဆိုစပါးအနေနဲ့ Casemiro နဲ့ကိုဘီမေနုစီကဘောလုံးမထွက်အောင်၄ယောက်ထိ marking ယူထားတာကိုတွေ့ရလိမ့်မယ်ဒါကြောင့်လေဒီပွဲမှာ United ကအစာပိုင်းမိနစ်တွေမှာဆိုရင်ရုန်းကန်ခဲ့ရတယ်ဒါပေမဲ့ကားတဲ့အနေနဲ့စပါးရဲ့ mid block တိဆောက်ပုံကိုနားလေထားခဲ့တယ်လို့ပြောရမှာဖြစ်တယ်ဒီပွဲမှာကားရဲ့နီးဗျူဟာကဘဲနဲ့သွားဖို့မဟုတ်ခဲ့တာကိုတွေ့ခဲ့ရတယ်ကားတဲ့အနေနဲ့ဒီပွဲမှာရှေ့ကိုလောင်းပါတွေတင်ပြီးစပါးရဲ့ mid block ကိုနိုင်ယူကြိုးစားခဲ့တာကိုတွေ့ခဲ့ရတယ်ဒီပုံစံကိုပြီးခဲ့တဲ့ဘူဟန်တဲ့ပွဲမှာလည်းပြုလုပ်ခဲ့တယ်။အဲ့ဒီအချိန်မှာဒီတာဝန်ကိုယူခဲ့တာကအမ်ဘူဘူကတာဝန်ယူထားခဲ့တာဖြစ်တယ်။ဒါပေမဲ့ဒီနေ့မှာဆိုရင်ကားရွက်အနေနဲ့အမ်ဘူဘူကိုဘေချမ်းကိုမူပြီးကွင်ဟာကိုတိုက်စစ်မှာထားပြီးတော့ရိုတိတ်ပြုလုပ်စကားခိုင်းခဲ့တဲ့အတွက်ဒီနေ့ပွဲမှာစပါးရဲ့ခံစစ်ကိုဖောက်ထွက်ပြီးပြေးထွက်တဲ့နေရာမှာဆိုရင်အာမတ်ကနေရာယူပေးခဲ့တာကိုတွေ့ခဲ့ရတယ်။ဒီမှာဆိုရင်ဒါကိုမြင်တွေ့ရလေပွဲစစက္ကန့်23စက္ကန့်လောက်မှာပဲမာတီနက်ကနေလောင်းပါတင်ပေးခဲ့တယ်ဒါကိုအာမတ်ကခံစစ်ကြားထဲကနေရအောင်ဘောလုံးလက်ခံခဲ့တယ်ဒီကနေဘရူနိုနဲ့တွဲပြီးတော့ဘရူနိုအနေနဲ့အမ်ဘူဘူကိုခင်းပြီးခဲ့တယ်ဒီကနေပဲဂိုးရနိုင်လောက်တဲ့အခွင့်အရေးတစ်ခုကိုဖန်တီးနိုင်ခဲ့တယ်ဒါအပြင်ဒီမှာဆိုရင်လည်းကက်စမဲရိုဘောလုံးကင်ထားခဲ့တယ်ဒီချိန်မှာဆိုရင်ကွင်ဟာကဟက်စပေးကနေဘောလုံးကိုလက်ခံမှုပြေးလာခဲ့ဒီချိန်မှာစပါးခံစစ်ကစားသမားတွေရဲ့အာယုံဟာကွင်ဟာစီမှာပဲရှိနေခဲ့တာကိုတွေ့ခဲ့ရတယ်ဒါပေမဲ့ဒီချိန်မှာကက်စမဲရိုအနေနဲ့ကွင်ဟာစီကိုမပေးခဲ့ပဲရှေ့ကိုလောင်းပါတင်ပေးခဲ့တာကိုတွေ့ခဲ့ရတယ်ဒီကနေပဲအာမတ်ကရှေ့ကိုပြေးထွက်ပြီးတော့ကိုကီပါနဲ့တယောက်ချင်းနေထားနဲ့ခွင့်ရေးရရှိခဲ့တယ်ပီကာရီယိုရဲ့ကောင်းကောင်းလက်ဆန်းပြမှုကြောင့်သာဂိုးမရခဲ့တာဖြစ်တယ်ဒီလုံးမှာဆိုရင်လည်းကွင်ဟာနဲ့ဘက်တဲလို့ရမယ့်အနေထားမှာရှိနေခဲ့တယ်ဒါပေမဲ့ကက်စမဲရိုအနေနဲ့လောင်းပါကိုပဲတင်ပေးခဲ့တာဖြစ်တယ်ဒီပုံစံအနေထားကိုကြည့်မယ်ဆိုရင်ကားရွက်အနေနဲ့ဒီပွဲကိုဘယ်လို approach လုပ်ခလဲဆိုတာကိုသိတာသိခဲ့တယ်။ပွဲစမိနစ်တွေမှာဆိုရင်ဒီပုံစံမျိုးကားရွက်အနေနဲ့ခံစင်းတဲ့ကွင်းလေကစားသမားတွေကိုကစားခိုင်းခဲ့တာဖြစ်တယ်။ဒါကိုဒါလော့ရဲ့ပေးပို့မှုမှာဆိုပို့ပြီးတော့မြင်သာသေးလိမ့်မယ်။ဒီမှာဆိုရင်ဒါလော့ဘောလုံးရနေချိန်မှာဆိုဘောလုံးလက်ခံမှုကက်စမဲရိုနဲ့ဘရူနိုကခွဲထွက်နေရာယူပေးခဲ့တယ်။ဒါပေမဲ့ဒါလော့အနေနဲ့ဘယ်သူမှထင်မထားတဲ့ပုံစံမျိုးနဲ့ကွင်ဟာစီကိုလောင်းပါတင်ပေးခဲ့တာကိုတွေ့ရတယ်။ဒီကနေပဲကွင်ဟာအမ်ဘူဘူအာမတ်ပဲလုံးကနေဘရူနိုအနေနဲ့လွတ်လွတ်ကျွတ်ကျွတ်အပိုင်ကန်သွင်းခွင့်ရသွားခဲ့တယ်ဒါပေမဲ့ဂိုးဖြင့်မပြောင်းလဲနိုင်ခဲ့ဘူးဒီပွဲမှာတိုက်စစ်ကစားသမားတွေရဲ့ attacking sequence တွေကလည်းတော်တော်လေးအလုပ်ဖြစ်ခဲ့တယ်လို့တယောက်နဲ့တယောက် balance ဖြစ်နေတာကိုတွေ့ခဲ့ရတယ်ဒီမှာဆိုရင်ဒါကိုမြင်တွေ့ရလိမ့်မယ်ဘရူနိုကွင်ဟာအာမတ်အမ်ဘူဘူတွဲလုံးကနေဂိုးရသွားနိုင်တဲ့အခြေအနေတစ်ခုကိုဖန်တီးနိုင်ခဲ့တယ်ကွင်ဟာရဲ့အမ်ဘူဘူပေးတဲ့ချိန်မှာအားနေခဲ့လို့သာဂိုးမရခဲ့တာဖြစ်တယ်ဒီနေ့ပွဲမှာစပါးက United ကိုဘယ်တီဆောက်လို့မရအောင်ပြုလုပ်ထားခဲ့သည့်တိုင်အောင် United ကအမ်ဝန်လက်ထက်ကလို့မဟုတ်
ခဲ့တယ်ကားရဲ့လက်ထက်မှာ imposition မှာဆိုဘောလုံးကိုကောင်းကောင်း control ပြုလုပ်နိုင်ခဲ့တာကိုတွေ့ခဲ့ရတယ်ဒါကဘာကြောင့်လဲဆိုရင်ကားရဲ့အနေနဲ့ကွန်းလိုင်မှာကိုဘီမေနူကိုတန်ဖို controller အဖြစ်အသုံးပြုစေခဲ့တာကြောင့်ဖြစ်တယ်ဒီဝဲမှာဆိုရင်လည်းစပါးတယောက်ထုတ်ပြီးချိန်မှာရောမထုတ်ခင်ချိန်မှာရောကက်စမဲရိုကရှေ့တက်ပြီးကိုဘီကဒီရိုမှာနေခိုင်းခဲ့တာကိုတွေ့ခဲ့ရတယ်ဒါကဘယ်လိုနေရာတွေမှာအားသာချက်ရှိလဲဆိုရင်ခံသစ်ကနေဘေးရဆတဲ့ချိန်မှာဆိုရင်မေနူလိုဘောကွန်ထိုးကောင်းတဲ့ကစားသမားကစပါးပရက်ဇင်ကိုကောင်းကောင်းကြော်ဖြတ်နိုင်တာကိုတွေ့ခဲ့ရတယ်ဒီမှာဆိုရင်ဒါကိုမြင်တွေ့ရလိမ့်မယ်လက်မကနေဘေးရဆတဲ့ချိန်မှာကက်စမဲရိုစီကိုပေးခဲ့တယ်ဒီကနေမေနူကိုပေးခဲ့တယ်ဒီချိန်မှာဆိုမေနူကိုပရက်ဇင်လာလုပ်တဲ့စပါးကစားသမားက3ယောက်ရှိနေတယ်ဒီလိုခြေနေမျိုးကနေမေနူအနေနဲ့အေးဆေးကြော်ဖြတ်ပြီးတော့အာမတ်နဲ့တွေ့ခဲ့တာဖြစ်တယ်ဒီကနေပဲသူကအာမတ်ပေးလို့ရအောင်ထိနေရာယူပေးခဲ့တယ်ဒီကနေတိုက်စစ်ထိလိုက်ပါပြီးတော့attacking threat တစ်ခုကိုဖန်တီးပေးနိုင်ခဲ့တာဖြစ်တယ်။မိန်နုအနေနဲ့ဒီပွဲမှာဆို United ကွင်းလေကိုကောင်းကောင်းထိန်းချုပ်နိုင်လို့ဒီနေ့ရသွားတဲ့ပထမကို corner ဆက်ပြီးဂိုးမှာဆိုရင်လေသူ့ရဲ့ပါနဲ့တဲ့နေရာယူမှုနဲ့ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တာကိုတွေ့ခဲ့ရတယ်။ဒီမှာဆိုရင်ဒါကိုမြင်တွေ့ရလိမ့်မယ်။ United corner ရချိန်မှာမိန်နုအနေနဲ့ Picario နားမှာရှိနေခဲ့တယ်။ဒါပေမဲ့ဒီလိုနေထားကနေ Bruno ပေးကိုလောက်လိုက်တဲ့အချိန်မှာဘယ်သူမှမထင်ထားလိုက်တဲ့ပုံစံမျိုးနဲ့ရှေ့ကိုတက်ပြီးတော့နေရာယူပေးပြီးဘောလုံးလက်ခံခဲ့တယ်ဒီကနေအမ်ဘူကိုပြန်ပြီးတော့ခင်းပေးခဲ့တယ်ဒီကနေအမ်ဘူအနေနဲ့ပေးသက်တိကျစွာပေသွင်းနိုင်ခဲ့တာဖြစ်တယ်ဒါဟာကားရွက်အနေနဲ့စပါးနဲ့ပထမပိုင်းတယောက်မထုတ်ခင်အများစုမှာသုံးယူခဲ့တဲ့နီးဗျူဟာဖြစ်တယ်လို့ဒီနေ့ပွဲမှာကိုဘီမေနူကဘလို့ရေးပါခဲ့လဲဆိုတာကိုမြင်တွေ့ခဲ့ရတာဖြစ်တယ်ကားရွက်လက်ထက်မှာမေနူအနေနဲ့ဘလို့ရေးပါနေလဲဆိုတဲ့အသေးစိတ်ဗီဒီယိုကိုလည်းပြုလုပ်ပြီးတော့အစီအစဉ်ရှိတယ်ဒါပေမဲ့ခုတော့ဒီပွဲအကြောင်းကိုဆက်လက်ပြောလိုက်အောင်ကားရဲ့အနေနဲ့ဒီပွဲမှာဆိုစပါးတယောက်ထိုးသွားချိန်မှာဆိုရင်သူ့ရဲ့တက်တစ်ကိုပြောင်းလဲခဲ့တာကိုတွေ့ရတယ်ကားရဲ့အနေနဲ့အထူးသဖြင့်ဒုတိယပိုင်းမှာဆိုရင်နောက်ထပ်ဂိုးရဖို့အတွက်ဘောလုံးကိုထိန်းချုပ်ပြီးလောင်းပါတွေကိုမသွားတော့ပဲခံစစ်ကနေပေးရတဲပြီးကစားခဲ့တာကိုတွေ့ခဲ့ရတယ်ဒီချိန်မှာဆို United က imposition မှာဆိုရင်2-4-4ဆိုတဲ့ attacking play ကိုတည်ဆောက်ခဲ့တယ်ဒုတိယပိုင်းမှာပြီးခဲ့တဲ့ပွဲတွေကလို့ဒါတော့ကိုနောက်မှချန်မထားခဲ့တော့ပဲရှေ့ကိုတက်ခိုင်းပြီးတော့ဒီပုံစံမျိုး2-4-4ပုံစံမျိုးကစားခဲ့တာဖြစ်တယ်ဒီချိန်မှာတကယ်ရေးပါခဲ့တာကမာတင်နက်ရဲ့ line breaking ပါတွေလို့ပြောလို့ရတယ်ကားရဲ့လက်ထက်မှာမာတင်နက်ပါဝင်လာခြင်းကလည်းလောင်းပါနဲ့ခံစစ်ကနေဘေးရတဲတဲ့ခါမှာပို့ပြီးတော့ကောင်းဝင်ခဲ့တာဖြစ်တယ်လို့ပြောလို့ရတယ်ဒီမှာဆိုရင်မာတင်နက်ရဲ့ line breaking ပါက United တိုက်စစ်ကိုဘယ်လောက်ထိရောက်သွားလဲဆိုတာကိုမြင်တွေ့ရလိမ့်မယ်။စပါးက4-4-1 midblock ကိုတည်ခဲ့တဲ့အချိန်မှာ United တိုက်စစ်ကအာမတ်ဘရူနိုအမ်ဘူကွင်ဟာကဇုံ14နဲ့ half space တွေထဲမှာနေရာယူထားတာကိုတွေ့ရလိမ့်မယ်။ဒီကနေဒီလိုစပါးပိတ်ဆို့နေတဲ့ကြားကနေမာတီနက်ကကွင်ဟာစီကို line breaking ပါကိုရအောင်ပေးသွားခဲ့တာဖြစ်တယ်။ဒီကနေတိုက်စစ်မှာရှိနေတဲ့၄ယောက်ရဲ့အတွဲလုံးကနေဘရူနိုကန်သွင်းခွင့်ရခဲ့တာဖြစ်တယ်။ကားရွက်အနေနဲ့ဒုတိယပိုင်းမှာနောက်ထပ်9ရာကိုခံစစ်ကို2ယောက်ပဲထားပြီးတိုက်စစ်ဆင်ခဲ့တယ်။ဒါပေမဲ့စပါးအနေနဲ့ပွဲပြီးကနေအထိတားဆီးနိုင်ခဲ့တယ်လို့ပြောရမှာဖြစ်တယ်။ဒီလိုဖြစ်အောင်လဲစပါးရဲ့နေပြသောမတ်ဖရန့်အနေနဲ့တိဆောက်ခဲ့တာလို့ပြောလို့ရတယ်။ဒါပေမဲ့သောမတ်ဖရန့်ရဲ့မိနစ်80ကျော်မှာခြေပါကိုသွင်းမယ်ဆိုတဲ့ခံယူချက်နဲ့ကွင်းလယ်ကနေ United ကိုအဓိက Midblock နဲ့တက်ကယ်တွေကိုပြုလုပ်နေတဲ့ပယ်လင်ဟာနဲ့ကော်နာကလကာကိုထုတ်လိုက်ပြီးတော့တိုက်စစ်ညှစ်လိုက်တဲ့ချိန်မှာဆိုရင်စပါးရဲ့ခံစစ်ကအားနေသွားခဲ့တယ်ဒီချိန်မှာပဲစပါးရဲ့ခံစစ်အားနေမှုကို United ကခွင့်ကောင်းယူနိုင်ခဲ့တယ်လို့ဒုတိယဂိုးကို Bruno Fernandes ကသွင်းယူနိုင်ခဲ့တာဖြစ်တယ်ကဲအဲ့တော့ဒါကကာရွက်အနေနဲ့သူ့အတွက်ယာနှုံးပြည့်နိုင်ပွဲယူနိုင်ခဲ့တာဖြစ်တယ်လို့ United အတွက်ဒီယာဒီမှာပထမဆုံး၄ပွဲသက်နိုင်ပွဲပုံဖော်နိုင်ခဲ့တာဖြစ်တယ်ဒါကကာရွက်အနေနဲ့ United ရဲ့ long term manager ယာတို့အတွက်ထိုက်တန်နေပြီဆိုတာကိုပြောလို့ရတဲ့အခြေအနေဖြစ်ပြီလားဒီဗီဒီယိုကိုကြည့်နေတဲ့သူအနေနဲ့ရောကာရွက်အနေနဲ့ United ရဲ့ long term manager ယာတို့နဲ့ထိုက်တန်ပြီလားဆိုတာကိုကွန်မန့်မှာမန်သွားပေးဖို့တောင်းဆိုပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်း United ပွဲပြီး analyze နဲ့ United အကြောင်းအရာတွေကိုတင်ပေးနိုင်ဖို့ကြိုးစားသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe ပြုလုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျားတို့ရဲ့ like and subscribe ပြုလုပ်ပေးတာတခုကကျွန်တော်တို့အတွက်ခွန်အားဖြစ်စေပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်